ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာအောင်စေဒုတိ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့ဒီဘက်လည်းပိတ်ရမရှိပါဘူးဗျာနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပါဝါတွေပဲတောက်လျှောက်ထွက်တဲ့အတွက်ကျွန်တော်တို့အရှုံးနေနဲ့ရင်ဆိုင်ရတယ်ဗျာနော်တို့ပဲမဲ့လည်းကျွန်တော်တို့စာတိုပတ်တီကစားတဲ့မိတ်ဆွေတွေနဲ့မွေးကနန်းမွေးတဲ့မိတ်ဆွေတွေတော့ရကြမယ်ထင်ပါတယ်ဗျာနော်ကဲဒီဘက်တော့ကျွန်တော်တို့ပြန်လိုက်ရမှာဗျာနော်ကျွန်တော်တို့အလောင်းသားဆိုတာနိုင်ရှုံးတော့ရှိပါဗျာနော်ကျွန်တော်တို့အများတန်းတော့မရှုံးပါဘူးကိုယ်လေးလှည့်တော့ရှိအောင်ပါဗျာနော်ကဲဒီဘက်ကျွန်တော်ရဲ့ချင်းမေးချင်းများအားလုံးအတွက်အကောင်းဆုံးကြိုးစားပေးထားပါတယ်မနေ့ပြန်ကြရင်လည်းကျွန်တော်တို့မွေးကနန်းနဲ့အပိုင်ပရိတ်လေးထပ်တင်မိပါအောင်ပါဗျာနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ဂျာကနန်းနားရတယ်ဗျာနော်မထွက်ပြခဲ့ဘူးပြီးရင်ကျွန်တော်နှစ်ပရိတ်လည်းမထွက်ခဲ့ဘူးဗျာနော်ကဲဒီနေ့တော့ကျွန်တော်ရဲ့ချင်းမေးချင်းများအားလုံးအတွက်ဗုဒ္ဓမကျော်ဇာတိုပတ်တီနဲ့အခွေဆိုင်လေးတင်ပေးထားပါဗျာနော်အကြိုက်ချင်းတူရင်တော့ကစားပါကဲထုံးစံနိုင်ပဲကျွန်တော်တို့ဒီဘက်အတွက်ဇာတိုပတ်တီနဲ့အခွေဆိုင်လေးမရယူခင်မှာထုံးစံနိုင်ကျွန်တော်ရဲ့အောင်စေဒုတိ channel အကောင့်တစ်လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှိရင် subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့အသစ်တင်တိုင်းကဏ္ဍတွေတင်တိုင်းတွေ့အောင်လို့ subscribe ပြီးနား notification ခေါင်းလောင်းလေးလည်းနှိပ်ပြထားကြပါဦးကဲအဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ဇာတိုပတ်တီနှလုံးရှိမယ်မိစေတို့ကြိုက်တဲ့တစ်လုံးကိုရွေးကစားနိုင်ပါတယ်နှလုံးလုံးလည်းထွက်နိုင်ပါတယ်ဗျာနော်အခွေဆိုင်ကတော့လေးလုံးရှိမှာပေါ့ဗျာနော်ကဲမမဝင်နေတဲ့မိတ်ဆွေတွေကျွန်တော်ဖုန်းနံပါတ်လေးချပြပေးထားပါတယ်အဲ့တော့မမဝင်နေတဲ့မိတ်ဆွေတွေ39 986 386 96နဲ့ဒီဖုန်းနံပါတ်ဆက်သွယ်လို့ရပါတယ်ဗျာနော်ကဲဒီဘက်အားလုံးကံကောင်းကြပါစေခင်ဗျာ